Hello အားလုံးပဲမင်္ဂလာပါရှင်စုမမိုရီယာစုပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပဝင်ပစ္စည်းနည်းနည်းလေးနဲ့အိမ်မှာပဲအလွယ်တကူလွတ်စားလို့ရတဲ့စတားထောင်းလေးအတူတူလွတ်စားကြည့်ကြရအောင်ပါဂျပန်ကမြန်မာ page တွေမှာအလွယ်တကူဝယ်လို့ရတဲ့အရေးတောင်းစတားကြောက်လေးသုံးထားပါတယ်ပထမဆုံးချစ်တွန်ဖြူနဲ့ငရုတ်တီကိုညှအောင်ထောင်းမယ်ပေါ့နော်ချစ်တွန်ဖြူနဲ့ငရုတ်တီထောင်းထားတာလေးညှက်ပြီးဆိုရင်အသားချောက်လေးတွေကိုထည့်လိုက်ပါမယ်ပြီးတော့ငါးငံပြာရင်နည်းငယ်ထည့်ပါမယ်အချိုမုတ်နည်းငယ်ထည့်ပါမယ်ငံပြာရင်မရှိဘူးဆိုလို့ရှင်တော့စားလေးထည့်လို့ရတာပေါ့နော်ပြီးတော့တံပြာလေးကိုကိုလိုတလောက်ထည့်ပါမယ်ချင်းချင်းလေးကြိုက်ရင်တော့နည်းနည်းများများထည့်ပေါ့နော်ပြီးရင်နန်းနန်းပင်လေးထည့်ပြီးတော့ထောင်းပါမယ်နန်းနန်းပင်မကြိုက်ဘူးဆိုလို့ရှင်ရှမ်းနန်းနန်းလေးထည့်လို့ရပါတယ်ပြီးရင်ကိုလိုချင်တဲ့အနေထားတီးရအောင်ထောင်းပါမယ်ပြီးရင်တော့ချင်းငန်ဆက်ရတာလေးနဲ့အရန်စားလို့ကောင်းတဲ့စတားထောင်းလေးရပါပြီရှင်။ဒီနေ့နဲ့လည်းစားလို့ရတယ်။အမီးဖြစ်လည်းသုံးဆောင်လို့ရတယ်။အိမ်မှာလည်းအလွယ်တကူလုပ်စားလို့ရတာမို့လို့အားလုံးလည်းလိုက်လို့စားကြည့်ကြအောင်နော်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။